Hello, message me aro mingala ba khmya. ကျွန်တော်ဒီနေ့ RSK YouTube channel ကနေဒီကျွန်တော်တို့ကိုရီးယားနိုင်ငံအလုပ်ကိုင်ခွင့်လန်းအကြောင်းလေးကိုတင်ဆက်ခြင်းပါတယ်အခုတော့ကိုရီးယားတော်တော်များများကဒီ EPS ပေါ့နော်ကိုရီးယားကို EPS topic နဲ့ဖြည့်ပြီးတော့တွားတဲ့အလုပ်ကိုင်မျိုးပဲတော်တော်များများသိကြတာပေါ့နော်အခုနောက်ပိုင်းမှာဒီ engineer နဲ့ဖွဲ့ရပြီးတော့ဒီ engineer ဆိုတော့ BE ပေါ့နော် engineer ဖွဲ့ပေးရမယ် diploma AGTI လို့ပြောလို့မရဘူးခင်ဗျာအဲ့ဒီဖွဲ့ရပြီးတော့ကိုရီးယားကိုတွားလို့ရတဲ့ visa တွေအသစ်တွေအကြောင်းကိုကျွန်တော်မိတ်ဆက်ပေးခြင်းပါတယ်ကျွန်တော်တင်ပြအလုပ်ကိုင်ခွင့်လန်းကိုသိရှိမှုကျွန်တော်ရဲ့ MSK YouTube channel ကို subscribe လုပ်ပြီးတို့ဒီခေါင်းလေးနှိပ်တာပေးဖို့ပထမဦးစွာတောင်းဆိုခြင်းပါတယ်။အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီအလုပ်ကိုင်ခွင့်လန်းအကြောင်းလို့စပြီးတော့စလိုက်ကြအောင်ကိုရီးယားနိုင်ငံကို E71 visa ပေါ့နော်အဲ့ဒီအလုပ်ကိုင်ခွင့်လန်းနဲ့တွားမယ်ဆိုရင်BE ဖွဲ့ပေါ့နော် BE မှာတော့ဖွဲ့ကြရရှိတယ် BE mechanical တို့ BE electronic တို့BE mechanical နဲ့ကြောင်းပြီးသားမယ်လောက်တဲ့အတွေ့အကြုံပေါ့နော်အနည်းဆုံး3နှစ်ရှိရမယ်အသက်ကန့်သတ်ချက်ကတော့အသက်25နှစ်ကတည်း45နှစ်ကြာပေါ့နော်ယောက်ျားမိန်းမခေါ်တယ်ဒါပေမဲ့အခုလောလောဆယ်ကတော့ Samsung တို့ပါတော့အခုတက်ရှိပေါ့မြန်မာပြည်ကတွားတော့လောက်ကင်နေတဲ့ရင်ငယ်လေးရှိတယ်အဲ့ဒါတွေကတော့အဓိကတော့သူကယောက်ျားလေးတွေများတာပေါ့နော်ဒီမားကတော့ဒီလှကောင် company မှာချွတ်တွေ IC ဒါပါတယ်ဓာတုထောက်ကုန်ပေါ့နော်အဲ့ဒီ IC နဲ့ကြောင်းပြီးထားတဲ့3-5 ယောက်တော့ရှိတယ်ခင်ဗျာဒါတော့လူအနည်းစုပါဒီ E71 နဲ့တွားမယ်ဆိုရင်သူက E71 ကဒီ visa တက်ရမှာဒီကောင် professional ပေါ့နော်အသက်မွေးဝင်းကြောင်း visa ပြည့်တဲ့အတွက်တစ်နှစ်ပြည့်တဲ့ခါကျရင် E7 ဒီ1ရဲ့ထုံးစံအတိုင်းပေါ့နော်မြန်မာပြည်မှာစီးတဲ့ပြည်ပမှာစီးတဲ့မိသားစုကိုခေါ်ယူခွင့်ရှိတယ်ပြီးတော့အဲ့ဒီခေါ်ယူထားတဲ့ IP ကိုကလည်းကိုရီးယားမှာအလုပ်လုပ်ကင်မယ်ဆိုရင်လုပ်ကင်ခွင့်ပြုလာတယ်ခင်ဗျအဲ့ဒါကြောင့်ဒီ visa တွေကအခုလောလောဆယ်ပေါ့နော်အဆင်ပြေတယ် BE ကျောင်းပြီးလာတဲ့လူငယ်တွေအတွက်ပေါ့နော်သူကတက်ကန်တဲ့ချက်ကတည်းကဒီ25-45ကြာပေါ့နော်တွားလို့ရတာပေါ့နော်passport မျိုးစားကသူစား PB ရော PJ ရောတွားလို့ရတယ်PB ရော PJ တွားလို့ရတော့ပို့ဆင်းပြေတယ်ပေါ့နော်နောက်တစ်ခုကလာစာက125ပဲခြေကလာစာ125ပဲ125တင်အခု3.8တော့နဲ့ဒီငွေစည်းနဲ့မြောက်တိုင်းပေါ့နော်